Aqua ဒီနေ့ကွာမကွာဒူဒူတော့ဝင်လာတယ်ကွာဒီမစ္စတာဘီဆိုတဲ့မေဇာဘီဆိုတဲ့ဘဲอ่ะကွာသူ့ရဲ့ဗီဒီယိုဆောင်းပေါက်နေတယ်ကွာဟုတ်တယ်မေဇာဘီလို့ပြောမှငါဒီငါတို့မျိုးထဲမှာမေဇာဘီရှိတော့တယ်ကွာသူ့ရဲ့အမိုက်သားကားကြီးကတော့ခိုးမယ်ကွာအခုမေဇာဘီရှိနေအောင်တော့ Okay let's go Mr. B Mr. B အတွေ့ပြီကွာဒီသူနေတဲ့နေရာကငါခေါ်တော့မခေါ်ကြဘူးโอเคပြန်လာတော့ငါတိပါပြီဒီငါတို့ဟိုနားလေကွာငါနာမည်မသိလို့ Okay let's go Mr. B ရဲ့အမကြီးစားကိုင်းတော့ခုံးမှာကွာဒီရင်သွားမှာဆိုတော့ဟို Mr. B ခင်ဗျားကတော့ကျွန်တော်လက်ထက်ပါရမMr. B ကရောဘယ်လောက်ဒီမရှင်းဘူးမ Let's go Mr. B ဒီမှာပဲနေမှာဟိုဘက်မှာဒါကြတော့ပန်းအောင်ခိုင်းလို့တော့ပြောတာတော့များတယ်ကွာ Mr. B ခင်ဗျားကျွန်တော်နဲ့တွေ့တာမှာကျတော့အိတ်ကားတော့ပြီးငါပိုင်မဖြစ်မှာပေါ့ကွာကိုမောင်ကွာကမော်ကားဖြစ်တယ်အဲ့ငယ်ကိုရောက်တော့ဒါအောင်မလေးသေးရောကိုကနားတော့မစ္စတာဘီရဲ့ကားရောခိုးပြီးတော့မှပြီးမှာLet's go တန်တဲ့ရောက်တော့မှဆိုတော့ okay ပါကွာတော်ရောက်တော့ Yes ဦးနာကြရာလေးဒီနာကမိုးရဲ့နေရာလေးကြော်ပြီးလို့ရှင်တော့ရောက်တော့မှာတော့မှလည်းဝေးတော့ဟုတ်တော့ Let's go ဘွားရင်သွားမှာကွာဘွားရင်သွားတာဖီးပြတယ် Yes ဒါဘော်တော့ရောက်ပြီLet's go မောင်အမေ Oh shit မိုင်းရောအဲ့ဒါမစ္စတာဘီကားရရရှင်နေကွာ Let's go လမ်းတိုင်းမစတော့ကွာတဲ့ပဲတော့တဲ့တယ်မှာငါမဆိုင်ရပါဖြစ်ပါပြန်တော့ဝင်တော့ချိန်နေတယ်နော် Let's go တဲ့ပဲတော့ကွာ Yes လုကြကွာငါ Okay ဒါလို့ရှိရင်တော့မေဇာဘီရှိရနေငါရောက်တော့မေဇာဘီမှာဗီဒီယိုရိုက်ဖို့ဆိုဒီကိုလာထင်တယ်ကွာသူ့ရဲ့တကယ်အရင်ဒီရင်တော့မဟုတ်တော့ကွာသူ့ရင်မဆောင်းထေးမဲ့အင်းနေမှာ Okay ရောက်လို့ရောက်ဟေးဟိုင်းတော့ဟိုနာအစိမ်းအောင်လေးတွေ့လားဟေးသူဗီဒီယိုရိုက်ဖို့ဆိုတုံးလာရလေးတာမျိုးဟောမသူ့ပဆိုင်လို့မရှိဘူးဟုတ်တော့လေနော်ဟုတ်တယ်လို့ဆရာသမားယုံကြီးဒီဗီဒီယိုရိုက်နေတာအဲ့ဒါဘာပြောငါနားထောင်အောင်ကိုအလုံးလုံးမကလာဘောနော်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီကျွန်တော်ဒီဗီဒီယိုမှာအိုးယူရဟာဒီဘက်ဘာညာလဲကပြောနေတာကွာဟိုမှာဗီဒီယိုတက်ဆက်လာသူ့ကဒီနားမှာမရှိတော့ပတ်ရှာတော့ဒီဘက်ချက်လိုက်ရှာဟာ what the fuck ဒီကားကြီးလာပဲရှုံမိုင်းတယ်တွေ့ကရအနီအောင်နာအနီလိုက်လိုက်မော်နေအနီကမိုင်းတော့ငါတခါတည်းခိုးပြီမစားပြီ sorry ပါဗျာ let's go မောဟူမစားပြီမသိဘူးကဲငါမစ္စတာဘီရဲ့ကားတော့ရခဲ့ပြီကွာမိုက်ရောကနအေးရ
ရှင်ရတော့မမောင်းပါဝတ်အမေကျွန်တော်ကမောက်ပြီ Oh shit โอ้ยကားရဘလို့လုံးဟာကမောက်ဝိုင်းမမောက်စေနဲ့ဖူကန်ဟိုဟိုင်းဟင်ကားဆုပ်ပြတော့ဟာပဲဟာပြန်ပြင်ရတော့ပဲပြန်တော့ပြင်ရတော့မင်းဒီခါဒီနားမှာဆိုင်လို့ရှိတယ်ကွာဒီဟာဒီနားဆိုင်မှာတခါပြင်ရတော့ဟာငါကလဲရတာကွာငါပတ်ဆိုင်ပြောင်းပြီးကုန်ပြီမကြည့်ပါဆိုလားမင်းမေးစားပြီးကားရတယ်ရှေ့ကဲတော့3000လောက်ပေးလိုက်ရတယ်ကွာဒီကတော့ညစ်ပဲ့တယ်ဒီဘောကငါကားလေးပြန်တော့ပတ်မောင်းအောင်ကဲအားလုံးကဒီနေ့ဗီဒီယိုရတော့ပါဘောနော်ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဒီတာပြီးရဲ့အမိုင်စားကားကြီးကိုကျွန်တော်ခိုးခဲ့ပါတယ်အားလုံးကဒီနေ့ဗီဒီယိုချန်နေကြမှာဆိုလို့ရှိရင်တော့ like and subscribe လေးနဲ့လုပ်ပေးကြပါကဲအားလုံးပဲနောက်တဲ့ဒီတော့ပုံအောင်ဗီဒီယိုပြန်တွေ့ပါမယ်အားလုံးပဲ see you ပါခင်ဗျာ let's go